ဆိုပြီးလှုပ်လိုက်ချင်မှာမသိလိုက်ဘူးဟုတ်တယ်မလည်းမသိလိုက်ဘူးဖြစ်နေတာပေါ့နော်အဲ့လိုမျိုးဒါလေအညာမောင်းတော့အတွဲလိုက်လေးရှိတယ်အတွဲလိုက်လေးပေါ့အတွဲလိုက်လေးပေါ့သူကနှစ်ဘူးပြောတာအတွဲလိုက်လေးအတွက်နှစ်ဘူးဒီလိုနှစ်ဘူးရှိတယ်အညာမောင်းကဒါကကြတော့အမျိုးသားခွန်အားပြည့်နော်ရှစ်မတက်ယူအမျိုးသားခွန်အားပြည့်ရှစ်မတက်ယူဒီထဲမှာရှစ်မတက်ယူဟုတ်တယ်ရှစ်မတက်ဦးနဲ့ပေါ်ဆက်ထားရှစ်မတက်ပဲမနှင်းတည်လားရှစ်မတက်ပဲမသိဘူးလားသူကရှစ်မတက်ဦးနဲ့ပေါ်ဆက်ထားတယ်ဒီကောင်လေးကကျတော့ရှစ်မတက်ဦးပါမယ်ခွေးလေးကအနက်စီပေါ့နော်ပါလိမ့်မယ်အများစုကတော့ခွေးလေးကအနက်စီဆိုသိတယ်ဘာအတွက်ကောင်လေးသိတယ်အမျိုးသားတွေရဲ့အမျိုးသားပိုင်းဆိုင်ရာအတွက်မှီဝဲပေးရတယ်ကိုပန်းမလန်းမှုလို့ခံစားရတယ်ဆိုရင်မှီဝဲပေးနိုင်တယ်ဟုတ်နောက်တစ်ခုကဒီကောင်လေးကကျတော့ဘယ်လိုပြောမလဲအကျော်အားနေတယ်စိတ်သွားလိုက်ကုန်မပါဘူးအထူးသဖြင့်ဒီမှာကျတော့ပေါ့နော်ကျမ်းမာရေးညီလေးနဲ့ပဲနားထောင်ပေးပါရှင်ငါးဘူးယူမယ်နားလေတွေအတွက်မလေးရှားပို့ပေးပါငါးဘူးဝမ်းသာရပြီကျမ်းမာပါလေချက်ကပါလေဒီကောင်လေးကကျတော့လေစိတ်သွားလိုက်ကုန်မပါဘူးရှင်တချို့အကိုကြီးတွေစိတ်ကတော့ရောက်နေတဲ့အတိုင်းပဲကိုကမလိုက်နိုင်ဘူးဆိုရင်ဒီကောင်လေးကိုမှီဝဲပေးပါအမျိုးသားတွေအတွက်ခွန်အားအရန်ဖြစ်စေပါတယ်ဒီဟာလေးဒီအသက်30အောက်ဆိုရင်တလစာနော်တလစာ3လာနဲ့တေချာပေါက်ထိရောက်စေဖို့အာမခံတယ်ကဲဒီမှာမနေရပြောကုန်ပြီအညာမောင်ကတော့ကြိုက်တယ်တဲ့ကောင်းလိုက်တာရှင်းနေအမျိုးသားကိုကြိုက်တာတဲ့ဟုတ်တော့နှစ်ကိုကြားစကားကြီးလေကျမတို့လာပြောနေမျိုးသားကိုသူကတိုက်တာပေါ့နော်အညာမောင်အရှင်ကောင်းနေရန်နာမည်ကြီးတယ်ရှစ်မတက်ဦးနဲ့ထုတ်ထားတယ်ပါဝင်ပစ္စည်းရကြတို့ဒီရှားပါပစ္စည်းဖြစ်တဲ့အတွက်ကြောင့်ဒီကောင်လေးကတော့တပူးကို28,500တပူးကို15ရက်စာပါပါတယ်ရှင်နော်15ရက်စာပါတဲ့တပူးကို28,500ဖြစ်ပါတယ်ဒီကောင်ဒီအသက်16နှစ်ပြည့်ပြီးမှဖြည့်ဝဲပေးလို့ရပါမယ်နော်ကလင်းငယ်လေးတွေတောက်လို့မရပါဘူးအသက်16နှစ်ပြည့်ရနေပြီးတော့မှစိတ်ဆန္ဒရှိတဲ့အရွယ်အထိဖြည့်ဝဲပေးနိုင်တယ်နော်ဒါလေးကတခုရှိတာကနှလုံးရောဂါအခန့်ရှိတဲ့သူတွေကြောက်ကတ်ယောဂအခန့်ရှိတဲ့သူတွေတော့လုံးဝမှီဝဲပေးလို့မရပါဘူးဒီကောင်လေးကစားတဲ့ဟာတရက်ကိုသူကဒီမှာမနက်တစ်ချိန်ညတစ်ချိန်ပေါ့နော်မနက်အိပ်ရာထားတဲ့ချိန်မှာလည်းလက်ဖက်စားစွန်းနဲ့တဇွန်းပဲလိုအပ်ပါတယ်ညအိပ်ရာဝင်ချိန်မှာလည်းလက်ဖက်စားစွန်းနဲ့တဇွန်းတရက်ကို2ချိန်ရေအေးလေးနဲ့တောက်ပေးလို့ရတယ်တခုဒါကကြတော့ခုနကပြောသလိုပဲထိုင်းကိုလည်းပုတ်ပေးတယ်တပုတ်28,500နော်ထိုင်းကိုလည်းပုတ်ပေးပါတယ်ရှင်ငါးဘူးဆိုဈေးလျှော့လားလျှော့ပေးပါမယ်ငါးဘူးဆိုဈေးလေးထပ်ပြီးလျှော့ပေးပါမယ်မစင်ညာလေးသွားလိုက်ပါမစင်ညာကိုလာခဲ့ပေးပါငါးဘူးဆိုရင် delivery လည်းပေးမယ်ထပ်ပြီးတော့မှလည်းလျှော့ပေးပါမယ်ရှင်ဒါကနိုင်ငံခြားမပါဘူးနိုင်ငံခြားမပါဘူးဟုတ်ပါတယ်နိုင်ငံခြားမပါပါဘူးနော်ဒါလေးပါဒီကောင်လေးဒီတရားတို့ဒီပါဆေးဘူးလေးကိုတရားတို့ဓာတ်ခွဲပေးတဲ့ခါကျတော့အဖြေလေးပါတစ်ခါတည်းပဲထည့်ပေးပါပါတယ်ဇုံကြီးစိတ်ချစွာနဲ့မှီဝဲလို့ရအောင်လို့ဒီမှာ certificate ပြောရမှာပါလဲ information ပေါ့နော်ဒီပေါ်မှာဆေးဘူးရဲ့ပါဝင်မှုအာနိသင်နေပေါ့နော်ဘယ်ကောင်ကတော့ဘလောက်ဘယ်ဓာတ်ကတော့ဘလောက်ဆိုတာလေးတစ်ခါလေးထည့်ပေးထားပါတယ်ထုတ်လုပ်ပေးအမှတ်လည်းရပါတယ်ငါးစကပေါ့နော်တရားတို့3333835နဲ့မှတ်ပုံတင်ထားတဲ့အညာမောင်အမျိုးသားခွန်အားဖြည့်ယူဖြစ်ပါတယ်ဓာတ်ဘူးကို28,500ပါရှင်ဘယ်ကနေရောင်းပေးတာလဲတဲ့ရပါတယ်တနိုင်ငံလုံးစိုက်ပြင်းမျိုးနယ်ကိုလာပြောပေးပါနီးစက်ရနဲ့လည်းချိန်ပေးမယ်အဲ့လိုမဟုတ်လို့တရားတို့စီကနေမှအမြန်ရအောင်ပို့ကျင်တယ်ဆိုလေတရားတို့စီကနေပြီးတော့မှပို့ပေးပါမင်းမပြောဘူးလားမဟုတ်လေအဲ့ဒါကြတော့သူကအညာမောင်ပေါ့အမျိုးသားတွေအာတိုးစီဆိုတမီးတို့နဲ့မစားတမီးတို့ကခလေးပဲစိတ်ပြီးတာတမီးတို့ကတိုးတိုးဦးဦးတွေအတွက်ကိုပေါ့နော်ဦးတူတူပိုးပိုးတွေအတွက်ကိုပေါ့ဆက်နဲ့ဆိုရင်တော့တမီးတက်ကြည့်ရတမီးကဆက်လင်းနေသူနဲ့ပဲစိတ်ပြီးတာအဲ့ဒါတမီးနဲ့မဆိုင်ဘူးတမီးကနားတာအဲ့ဒီအတွက်သုံးပေးလို့ရတယ်တချို့ကကျတော့ခဏကပြောတယ်ကြောက်ကက်ရှိတယ်နှလုံးရောဂါအခန့်ရှိတယ်ဆိုတဲ့သူတွေအတွက်ကကျတော့ဒီလိန်စေးစီဒါကနာပြောခိုင်းမနေဘူးဒါကဒီလိန်စေးစီကကျတော့6လောက်တွေလက်တွေကိုလိန်လို့ရအောင်မို့ကျမတို့တစ်ခါလာဝဲတယ်အမလိန်စေးစီကလည်းတကိုယ်လုံးလိန်ရမှာလားတဲ့အိုးကျမမဘယ်လိုပြောရမလဲဒီကောင်လေးကတကိုယ်လုံးလိန်စရာမလိုဘူးကိုယ့်ရဲ့ဟောနော်ကိုယ့်ရဲ့အားတဲ့ကျင်တဲ့နေရာလေးပဲလိမ့်အားတဲ့ကျင်တဲ့နေရာလေးပဲလိမ့်ပြရမယ်ညီမစကားနဲ့လှလှလေးပြောမယ်ဆိုရင်တော့ဟိုကဖွားဘက်တော့ပေါ့ဟုတ်တယ်အဲ့လိုလေးမနှင်းပြောတဲ့အတိုင်းပဲအဲ့မှာလိမ့်ပြရမှာတဲ့အတိုင်းတော့ဆိုရပြီအဲ့မှာလိမ့်ပြရမှာဖြစ်ပါတယ်ဒီကောင်ကကျတော့လေအဲ့ဒီဖွားဘက်တော့ကိုအချိန်ကြာပန်းလဲစေတယ်နော်ပို့ပြီးတော့မှတန်မာစေတယ်စွမ်းဆောင်ကြီးပြေဝစေတယ်နောက်ပြီးတော့ပန်းလှမ်းနဲ့ပြောဘယ်လိုပြောမလဲပန်းလဲတဲ့အချိန်ကိုကြာစေတာနော်ပန်းလဲတဲ့အချိန်ကိုကြာစေတာမနှိမ့်ရှက်နေပြီသူမျက်နှာမှာပန်းရောင်တွေတန်းနေဖြစ်နေပါတယ်အဲ့ကြောင့်အဲ့လိုမျိုးပန်းလန်းဖို့အတွက်မိသုံးလို့ရတယ်ပေါ့နော်ဒီကောင်လေးကကျတော့လိမ့်ပေးရတာ तू က
အသုံးပြုပုံအညွှန်းလေးကတော့အသေးစိတ်မပြောတော့ဒီမှာအသုံးပြုပုံအညွှန်းလေးပါပါတယ်တခါတည်းပဲပါပေးတာနော်ကိုပေါ့နော်ကိုဘယ်လိုပြောမလဲကိုအစွမ်းရှိကြမှာတော့သုံးလို့ရတယ်ဒီကောင်လေးကနော်မနေ့ဘူးလုံးလောင်းချတယ် တဘူးလုံးလောင်းချဒီလိုမျိုးအတွင်းလိုက်လေးသုံးပြီးရင်တော့ပို့ပြီးတော့ထိရောက်တယ်နော်ကိုကဘာရောဂါအခမ်းမှမရှိဘူးဆိုရင်တော့ဒီကောင်လေးကိုစားပေးဒီကောင်လေးကိုလိမ့်ပေးအတွင်းလိုက်တော့ရင်ပို့ထိရောက်တယ်အမကြီးဆေးလိမ့်ပေးလို့ဗျာကျွန်တော်ကဆေးစော်နန်းမှာစိုးတယ်ဆိုရင်ဆေးစော်နန်းချင်းဒီမှာ wash ပေါ့နော်ဒါအမျိုးသားသုံးဆက်ပြလေးနဲ့စေးချလိုက်လို့ရတယ်။ तू က pH level ကိုလည်းညှိပေးတယ်။နောက်တစ်ခုကအနှံ့ဆိုးထွက်တာပေါ့နော်။မှုန်နဲ့နေနောက်ပြီးတော့ဗာလဲဆိုတော့ဘယ်လိုပြောမလဲညှိစုပ်ငားညှိနဲ့နေအဲ့ဒီထွက်တာတွေအတွက်ဆိုရင်ဒီက wash ကလေးကိုသုံးလို့ရတယ်ဒီလိုမျိုး3မျိုးတစ်ဆက်လုံးမှာ9000ကျော်ပဲရှိပါမယ်ဒီကောင်လေးက28,500ဒီနှစ်ဘူးကတော့ဘယ်ဟာနေနေ2100ဒီဟာလေးလည်း2100ဒါလေးလည်း2100ပါရှင်9000ကျော်ယုံလေးနဲ့ပေါ့နော်ဒါမျိုးရပါမယ်ဒီ light ထဲမှာဝင်ဝယ်ရဲဆိုရင်တော့ delivery ပါနော်နှစ်ဘူးကိုကြိုက်တာနှစ်ဘူးပဲလိမ့်တာနဲ့ပေါ့နော်စားတာနဲ့တွဲဝယ်လဲ delivery ရမယ်ဒါမှမဟုတ်ဘူးမရေးလိမ့်တာနဲ့ဒီ wash ကလေးပဲတွဲဝယ်မယ်ဆိုရင်လည်း delivery ရပါမယ်နှစ်ဘူးတရွဲဝဲတာနဲ့ delivery ပေးမှာဖြစ်ပါတယ်ဒါပေမဲ့ဒါမနှင်းကိုချစ်လို့ဆိုပြီးတော့မှအားပေးစားတဲ့ light ချေရသူတွေအတွက်ပါပဲเนาะကျန်တဲ့သူတွေတော့ delivery မရပါဘူးရှင့်မနှင်းငိမ့်နေတယ်เนาะတကယ်လို့အောင်မဟုတ်ဘူးကလေဒီကတော့ तू ကတစုံမဲနော်အားမြက်မြက်ယောက်ျားလေးအမျိုးသားတူကြီးအားရှိအောင်ဆိုပြီးတော့4 5 6 7 9ဆုံးစားပြီးတော့ကိုဘွားနဲ့ကိုကြတယ်အဲ့လိုဆိုတော့တို့လည်းကဲနိုင်ပြောပြီးသားပဲ तू ကအဲ့ဒါပြောတဲ့အတိုင်းပဲတချို့ကများများစားမှကောင်းနေချင်းတော့တဘူးလုံးလာမောက်စားလိုက်တာမင်းဘာဖြစ်တာလဲဆိုင်ဆိုမင်းတို့ဒါလေးပေါ့နော်အဲ့ဒါကတော့ तू ကဟိုပါပေါ့ကောင်းတယ်ကောင်းတယ်သူကတစုံပဲစားရတယ်ကြောက်ကတမားစားလို့မရဘူးเนาะသူကကြောက်ကတမားစားဟိုကနို့တိုက်ဖောက်နေရောစားရတယ်ဘလို့နေမေးတာအညာမျိုးဘလို့နေမေးတာနို့တိုက်ဖောက်နေနို့ဖောက်ငယ်နို့မတိုက်ဘူးဟုတ်တယ်အဲ့လိုမျိုးပေါ့နော်အမျိုးသားတွေအတွက်ဆိုရင်တော့သူကအဲ့ဒါဟိုဟာလေးပဲစားမှာဒါကတော့ तू ကကြောက်ကဘာညာရှိတယ်ဆိုလဲသုံးလို့ရတယ်မလားဟုတ်တယ်ဒါကသုံးလို့ရတယ်ဒါကဘသူမဆိုသုံးလို့ရတယ်လူပြိုလေးတွေလည်းသုံးလို့ရတယ်ဟုတ်လားအိမ်အောင်ရှင်မျိုးသားတွေမှာမဟုတ်လူပြိုလေးတွေလည်းသုံးရလူပြိုကိုမှရပ်ပင့်နဲ့မပြိုဘဲနဲ့ရိုက်ရင်းနဲ့ပြိုနေလည်းသုံးပေးဖို့လိုတယ်နော်ဒီလိုမျိုးလေးပါတစ်စားလုံးလေးပြန်ရှင်းပြပါလားနောက်တာပါဒါတစ်စက်လုံးကိုဘယ်လောက်နဲ့ပေးလိုက်တာ9000ကျော်ပဲကြမယ်။ तू ကဟွာပေါ့9500ပဲကြပါမယ်နော်။ဒီ light ထဲဝင် delivery အညာမောင်ငါတဲ့တဘူးလုံးစားရတာလားမဟုတ်ဘူးနော်တဘူးလုံး तू ကမှောက်ချဘယ်နဲ့တဘူးလုံးစားရမှာလဲတဘူးကုံအောင်စားဒါပေမဲ့ तू ကတဘူးကိုမင်းတို့ဒါတနေ့ကိုပေါ့နော်ဟိုပါပေါ့ဗာလဲနှစ်ကြိမ်ပဲနော်မင်းနဲ့ပေါ့လက်တော့လက်လိုက်တာမတ်လိုက်ဟုတ်တနေ့ကိုနှစ်ချိန်စားလို့ရတယ်ဟုတ်တယ်ဟိုကတစ်ဖက်စားစွန်းနဲ့တစ်ဖက်စားစွန်းနဲ့မနေ့တစွန်းညတစွန်းဟုတ်ရေလေးပါလေးတောက်ပေးရမှာပေါ့နော်ရှင်းတောက်ပေးရမယ်အမျိုးသားတွေအတွက်ပါတဲ့ကိုကအညာဟိုပါပဲတည်တာအညာမြေပဲတည်တာချက်သေးဆိုတော့လေအမျိုးသမီးတွေအတွက်အူရှင်းနဲ့အဲ့ဒါပဲတည်တာအခုကကြတော့အညာမောင်ဆိုတော့ပေါ့နော်အဲ့လိုမျိုးဟာကောင်းပါလေဒါမျိုးလေးလိမ့်စင်းနဲ့ဟိုပါလေပေါ့နော်လိမ့်စီနဲ့ wash နဲ့ဒါယုံနဲ့ဒီလိုမျိုးတွဲရလေ9500ပဲကြာဒီ wash ကဒါတဘူးတည်းဆိုဘယ်လောက်လဲဒီကောင်2000 1000तू ကတော့အမျိုးသားတွေအခုမိုးရင်းရသည်ဆိုရင်တော့ဒါလေးစောင့်ထားတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုအမျိုးသားဟိုတချို့က pH ထဲပဲရှိတာလေဟုတ်တယ်နော်အမျိုးသားတွေအတွက်ကြတော့ဒီဟာကလည်းလိုအပ်တယ် तू ကရေဓာတ်လည်းဖြည့်ပေးရဆိုစေးကြောရေးပေါ့နော်အမျိုးသားတွေအတွက်ကြအမျိုးသားတွေကြတော့လေမင်းတို့ဒါစေးကြောရေးမှာလိုအပ်တယ်ပေါ့နော်ဟုတ်တယ်အနံဆိုးပေါ့နော်အနံဆိုးတော့ငါးညှိနဲ့ညှိတာစိုးထိုင်းဖြစ်တာဒါတွေအတွက်ဆိုရင်ဒီကောင်လေးသုံးပေးတယ်လေဒီလိုမိုးရသည်မှာဆိုပို့ပြီးတော့မှစိုးတယ်အဝိစားတွေကမချောက်တာနဲ့ပေါ့နော်အဲ့လိုမျိုးတွေအတွင်းကဘောင်းမီတွေမချောက်တာတချို့အခိုတွေဆိုရင်အတွင်းကဘောင်းမီတွေဆို9ရက်ဆက်တိုက်ဝတ်ကြတာမျိုးတွေရှိတယ်လေလို့ချစ်တာငါကိုကြီးမင်းနဲ့ရီနေရနဲ့ကြော်ညာနေရဘာမှမသိဘူးအားကောင်းတယ်သူကအဲ့ဒါအမျိုးသားချက်စေးဟုတ်တယ်အဲ့လိုပဲပြောလို့အမျိုးသားချက်စေးလို့ပြောနော်အမျိုးသားချက်စေးအမျိုးသမီးတွေအတွက်ပဲရှိတာမဟုတ်အညာမြေကအမျိုးသမီးတွေအတွက်ထုတ်ထားတယ်လို့မျိုးအညာမောင်ကတော့အမျိုးသားတွေအတွက်ပေါ့နော်ဒါကအမျိုးသားတိတိုင်မဲ့သုံးလို့ရပါမယ်အမျိုးသမီးတွေလုံးဝသုံးလို့မရပါဘူးခုနကချက်စေးတော့ကျတော့အမျိုးသမီးတွေရောအမျိုးသားရောသုံးလို့ရတယ်အမျိုးသားတွေကကြောင့်ဝင်းမှန်စေတယ်ပေါ့နော်ဒါပေမဲ့ဒီအညာမောင်ကကျတော့လုံးဝအမျိုးသားတွေပဲသုံးလို့ရမယ်အမျိုးသမီးသုံးလို့မရအောင်အေးရငွေချေကိုမနှိမ့်ကိုယ်တိုင်ပုတ်ပေးရလားတဲ့အညာမောင်ကြီးတော့ပို့ဆိုတော့ကြာရင်ကိုအိမ်ရောက်ပြီးတော့ပို့လိုက်တဲ့ခါကျတော့မရှင်းပြပါဘူးဆိုရ
မတန်တစုံညာတုံးဆိုင်တော့ပန်းလန်းမှုတည်ကြတယ်တဲ့ဟုတ်ပါတယ်ရှင် အမကြီးတဲ့တကယ်ပိန်နာလားတဲ့မောင်လေးအဲ့ဒါမောင်လေးကဖြစ်တယ်မဟုတ်ဘူးလေဒါပိန်ဟိုပိန်တဲ့အသေးမဟုတ်ဘူးဒါအညာမောင်အားတိုးစေးတိုးချင်တဲ့နေရာကွက်တိုးတဲ့စေး तू ကအဲ့လိုမျိုး အဲ့နေရာပဲတိုးမှာဖွားမတော်ပဲတိုးမှာကြံတဲ့နေရာတွေတော့တိုးလို့မရ တိုး ဘူး ဘူး နော် နော်ဟုတ်ဟုတ် တချို့အကြောင်းဟိုပါလေအမျိုးသားအားကြီးဆိုဝစီတဲ့စေးလားအစားအားကောင်းစေတဲ့စေးလားပေါ့အဲ့လိုမျိုးလားမင်းအစားတော့အမကောင်းပါဘူးနော် CB ကနေတူတူလေးလောင်းပါမယ် နားမှာဟုတ်ကျေးဇူးတင်တယ်ခုလိုကိုမတဲ့မှာမတ်အနေရတိသွားပြီ ဒါမျိုးလေးဒါ အမျိုးသားတွေအတွက်တစုံပေါ့နော်လက်ဆောင်ပေးဆိုရမ်းမိုက်တယ်ဘာဖြစ်လို့အမျိုးသား watch ကရှားတယ်ရှင်အမျိုးသား watch ကလေတော်တော်များများဆိုလို့ရှိရင်ဒါရေချိုးစပြိုင်နေပဲစေကြောတိုက်ချိုးအဲ့လိုမျိုးတွေလှုပ်လိုက်ကြတာများတယ်ပေါ့နော်တခါဆိုတချို့မျိုးသားတွေဆိုလို့ရှိရင်ခေါင်းချွေတပူတဲ့တွေခေါင်းဆုံးချစ်လို့လှုပ်တာရှိသေးတယ်အဲ့လိုမျိုးအဲ့လိုမျိုးလေးပေါ့နော်ဆိုတော့မင်းတို့ဒါတွေကတော့အမျိုးသားတွေအတွက် watch ပေါ့